ငွေလိုချင်တဲ့အင်ရှင်မတိုင်းလုံးဝမကြော်တင်သွားတဲ့ဗီဒီယိုဖြစ်ပါတယ်အဲ့တော့ဒီမှာမက်လေးတစ်ခုတွေ့တယ်သဘောလဲကြတယ်တစ်ချိန်ကအလွန်ခဲ့တဲ့9နှစ်ကစူဇန်ကိုရိုင်းခန်းစားခဲ့ရတဲ့ခန်းစားချက်နဲ့တူတယ်အဲ့တော့စူဇန်တို့တွေကအမျိုးသမီးတွေဖြစ်တဲ့တော့အိမ်အောင်ကြတယ်အိမ်ရှင်မမလုပ်ချင်ဘူးပတ်စံမရှာချင်တယ်မှန်တာပေါ့စူဇန်တို့တွေကပြောရမယ်ဆိုရင်ငွေဆိုတာတကယ်ဒုတိယဖျားသခင်ပဲဘာကြောင့်လဲဆိုရင်ငွေနဲ့မိသားစုပြေလေတယ်ငွေနဲ့တချို့အိမ်အောင်ရေးတွေပြေလေတယ်ငွေနဲ့သားသမီးကျောင်းကိစ္စကျမ်းမာရေးဆက်ဆက်ရအဆင်ပြေကြတယ်ဒါကြောင့်မို့ပတ်စံမရှာချင်တယ်ဒါပေမဲ့အမျိုးသမီးဖြစ်နေတဲ့ခါကျမှအိမ်မှုကိစ္စကလည်းလုံရအောင်မယ်ဒီတော့စူဇန်လည်းအရင်ကဆိုဒီလိုပဲခလေးမွေးပြီးတဲ့အခါမှာအိမ်ထဲမှာနေတယ်ခလေးဝေးရဝတ်စားလင်းဝေးရဝတ်စားနဲ့အလုပ်ရှုပ်တယ်ပတ်စံမချနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့အပြင်ထွက်တဲ့အခါမှာကိုယုံကြည်ချက်မဲ့တယ်ဝင်မရှိတဲ့ခါကျမှတိမ်ငယ်တယ်ဒါကြောင့်မို့ဘာလုပ်လဲဆိုတော့ online နဲ့ယုံထွက်တယ် online နဲ့ယုံထွက်တဲ့စီမှာဘာလုပ်လဲဆိုတော့ skin care တွေရောင်းတယ်collagen ပစ္စည်းတွေရောင်းတယ်ဒါပေမဲ့အဆင်မပြေလာဘူးဒါပေမဲ့လည်းအမြက်ကအရန်နေပေမဲ့ကိုယ့်ရဲ့ဝင်ငွေရလို့အရန်ပြောတယ်နောက်ပိုင်းမှာကျတော့စူဇန်ရွှေစုရဝါသနာပါတဲ့ခါကျမှရွှေရဲ့လမ်းကြောင်းတွေကိုဒီဇိုင်းမက်လေးဝင်လာတယ်ရွှေနဲ့လူအများကိုမျှဝေခွင့်ရတယ်အဲ့ဒီကနေမှတစ်စင်တစ်ဖြည်းဖြည်းရွှေတင်တဲ့တက်သူတွေရွှေတဲ့အော်ရာအတက်လူတွေအများကြီးရလာတဲ့နောက်မှာကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေဆိုတာလုံလောက်တောက်တင်စွာပို့ပြီးတော့မှရရှိလာတယ်ဒါကြောင့်မို့အိမ်ရှင်မတွေအမျိုးသမီးတွေဒီတိုင်းမနေပါနဲ့အိမ်တော်ပြုတ်ပြီးတဲ့ခါကျရင်ကိုကတစ်ဖက်ကဝေယဝဆရှိနေတော့ညာလဲအားတဲ့အချိန်မှာဖုန်းရဲ့ entertainment တွေကိုကြည့်ပြီးတော့အချိန်မကုန်ပါနဲ့ကိုယ့်ရဲ့တက်တဲ့အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကိုလေ့လာပါတကယ်လို့ကိုကရွှေတယ်လေးတွေကိုအထက်ခက်ပြီးရောင်းချင်တယ်ဆိုရင်စူဇန်စီမှာရွှေပညာကိုမှအခြေခံအစစ်မြင့် moment တွေဆိုတဲ့အတန်းလေးရှိပါတယ်စူဇန်ရဲ့အတန်းကကြတော့နောက်လာမှဖွင့်မှဖြစ်တဲ့အခါကျမို့ကိုအနေနဲ့အထူးကြီးလိုချင်တယ်ဆိုရင်ဗီဒီယိုကိုဆက်ခွင့်ရှော့ပြီးတော့အမြင်အလို့ရပါတယ်တင်တန်းကနေမှအစင် online ကနေရွှေတယ်တွေကိုဘယ်လိုရောင်းချရမလဲစူဇန်ကိုယ်တိုင်၄နှစ်စက်တိုင် online ပေါ်မှာလုံလာတဲ့နီးလန်းတွေရဲ့ view ဟာတွေကိုစုပြီးတော့မှဖြတ်လန်းဒီနဲ့ဘယ်လိုထုတ်ဖော်ရမလဲဆိုတဲ့နီးလန်းလေးတွေကိုသင်ပေးနေတဲ့ class လည်းရှိပါတယ်တကယ်လို့ကိုကတရောက်လေးသင်ယူခြင်းနဲ့ဝင်ငွေရှိတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့လာပြီး join ပါလို့ဗီဒီယိုလေးမျှဝေပေးချင်ပါတယ်ကျေးဇူးပါ